အင်္ဂါသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဒီဇင်ဘာလအတွက်ကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလဟာပိုင်ဆိုင်မှုတွေတိုးတက်မှုတွေจิตတည်မင်္ဂလာတွေပစ္စည်းဥစ္စာတွေဓနဥစ္စာတွေအောင်မြင်မှုတွေဒုအင်ဆန္ဒတွေပြည့်စုံလာနိုင်မဲ့ကာလဖြစ်ပါတယ်ဒီအချိန်မှာကံကောင်းခြင်းပြည့်စုံခြင်းဆိုတာတွေအကုန်ရပါလိမ့်မယ်ကြံစီထားသမျှမိမိမျှော်လင့်ထားသမျှစိတ်ကူးထားသမျှအားလုံးပြည့်စုံမဲ့ကာလဖြစ်ပါတယ်ခင်ဗျာကိုယ့်ရဲ့မိဘကိုပြုစုဆောင်ရှောက်နိုင်တဲ့အချိန်အခါဖြစ်ပါတယ်စီးပွားရေးတက်ပါလိမ့်မယ်အလုပ်ကိုင်းတိုးတက်ခြင်းတွေကြုံတွေ့ရပါလိမ့်မယ်ခရီးဝေးလဲသွားတတ်ပါတယ်ပြည်တွင်းပြည်ပခရီးဖျားဖို့ခရီးမျိုးတွေဖြစ်တတ်ပါတယ်ယင်းဤသူများနဲ့ခွဲခွာတတ်ပါတယ်ဝန်ထမ်းဆိုရင်တော့ရာထူးတိုးတက်မဲ့ကာလဖြစ်ပါတယ်ဒီအချိန်မှာချမ်းသာကိန်းစိုက်ပြီးအစစအရာရာကြီးပွားတိုးတက်မဲ့ကာလဖြစ်ပါတယ်ခင်ဗျာအစိုးရဝန်ထမ်းတွေဆိုရင်တော့တင်နန်းတက်ရတာတွေကျုံရတတ်ပါတယ်မိတ်ကောင်းဆွေကောင်းတွေ့ပါလိမ့်မယ်ရန်တော့ပေါ်တတ်တဲ့ကာလဖြစ်ပါတယ်စကားများရတာမျိုးပြောရဆိုရဖြစ်ရှင်းရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်လို့နှလုံးကိုအကြောင်းပြုတဲ့ယောဂါတွေဖြစ်တတ်ပါတယ်အိမ်အောင်ရေးမှာတော့တဦးနဲ့တဦးတန်တရားဝင်ပြီးနားလည်မှုလေးတွေလွဲနေတတ်ပါတယ်အိမ်အောင်ဘက်အတွက်စိတ်ညစ်ရတတ်တဲ့ကာလဖြစ်ပါတယ်ဆိုးဆိုးဝါးဝါတော့မဟုတ်ပါဘူးစစ်ပစ္စည်းတွေဝင်တာမိမိအိမ်မှာဆွဲထားတဲ့အုံးလေးကအစုပ်ပေါက်တာမျိုးတွေကြုံရတတ်ပါတယ်ရက်ဝေးကလည်းစားရဆောင်ရောက်လာတတ်ပါတယ်ငွေရှာရလွယ်ကူနေမယ်ငွေအဝင်ထွက်လည်းများနေတတ်ပါတယ်မိမိလက်ရှိလုပ်နေတဲ့အလုပ်မှာတော့အနှဲငယ်အတိုက်ခံတွေ့ရတတ်ပါတယ်အခြေရေးနှလုံးသားရေးရာကိစ္စတွေမှာမကြာခဏကတောက်ကဆများနေတတ်ပါတယ်တယောက်နဲ့တယောက်အထင်အမြင်တွေလွဲတတ်ပါတယ်အလုပ်နေရာပြောင်းရတာကောင်းသောပြောင်းလဲခြင်းဖြစ်တာမျိုးဖြစ်ပါလိမ့်မယ်အမှုခင်းတွေကြုံရတတ်ပါတယ်ဒါပေမဲ့စိုးရင်စရာတော့မရှိပါဘူးကံကောင်းစေတဲ့အယောင်ကတော့အဝါရောင်ရွှေရောင်ဖြစ်ပါတယ်ကံကောင်းစေတဲ့ကဏ္ဍကတော့3ကဏ္ဍ5ကဏ္ဍဖြစ်ပါတယ်ကံဇာတအညံ့ခိုက်များပြေပြောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့ကြာတပတေးနေ့မနေ့စောစောမှာအိမ်ဖျားမှာစမူစာ9ခုကတ်လူပြီးဆုတောင်းရပါတယ်ခင်ဗျာ